အဲ့တော့မင်းတို့ရိုင်းနေဆင်းလာပြီးတော့ကလေးတက်တော့ကလေး6ရောက်လာမပြစ်တတ်တယ်ဆိုတော့ဘယ်တက်ကတက်တာဘယ်လိုတက်တာဘယ်ကောင်တက်တာနောက်ပိုင်းစစ်ကြောင်းနဲ့ခွဲဦးပါတယ်နောက်မှာရှိစစ်ကြောင်းလားမင်းတို့ရှိစစ်ကြောင်းဆွေရုံနဲ့စစ်ကြောင်းတက်ကရှေ့မှာလေစစ်ကြောင်းကကလေးနဲ့မိသားစုရနောက်ခွဲဦးအရှိမှာထားတယ်ဟုတ်လေတို့ဂရနီကကလေးတွေကိုတတ်တာပြောတယ်ဟုတ်အမင်းတိလိုက်ဟုတ်တိပါရဲ့ဘာသဘောနဲ့တတ်တယ်လို့ထင်ခင်ဗျားတို့တတ်ရရှိရင်ကျွန်တော်ခေါ်နေတဲ့အချိန်မှာခင်ဗျားတို့ပြောင်းပြစ်တက်ထွက်လာတယ်ကျွန်တော်ပြောတဲ့စကားလုံးနဲ့အမှန်တယ်ဟုတ်လားဟုတ်ပါဘူးကျွန်တော်ပြောအမှန်တယ်ပြောတယ်နော်ဟုတ်လားခင်ဗျားတို့အသက်ရှင်ခွင့်ပေးမယ်ထွက်လာခဲ့ဒါတကယ်ကိုစီရီနာနဲ့ခေါ်နေတကယ်လည်းကားတွေနဲ့စောင့်နေဟုတ်ကဲ့ဒီမှာအဲ့ချိန်နဲ့သာပြောင်းမှုဖောင်းပြစ်တက်ထွက်လာခဲ့ပန်းကုန်းနေနဲ့ဒီသူကတကယ်နဲ့ကြိုပါထုံးစားကြတော့အဲ့မှာထုံးနေချတော့မီးတွေလောင်တော့ကြအဲ့အကုန်လုံးအပေါ်ဆူတာကျွန်တော်အဲ့ဒီဖျားကုန်းအောက်ချိန်မှာဒီဗန်မာကြီးလှုပ်ထားတာဒီအောက်ကဟွာဒီမှာဗာလဲဘယ်နေရာကိုဝင်ပုံးနေကြတာကျွန်တော်တို့လက်နဲ့ဘန်ကတော့ခရားကုန်းရဲ့ဘေးမှာခရားကုန်းရဲ့ဘေးမှာကျွန်တော်တို့ဘန်ကတက်သားဘန်ကြီးလှုပ်ထားခရမ်းတူလောင်တဲ့ဘန်ကအဲ့ဟာကိုလူနာရီတန်ရတော့ကျွန်တော်တို့အဲ့ခရမ်းကိုဘေးဖယ်ပြီးတော့အဲ့လူနာကျွန်တော်အထဲမှာထည့်ထားပြီးကျွန်တော်အဲ့လူနာကိုကြည့်ရတော့လူသေးတွေဘယ်လိုလုပ်လဲတေဝါးကောင်းဘယ်လိုလုပ်လဲတေရောဟိုဘက်ကျင်းရက်ထည့်ပြီးတော့ကျင်းကျွန်တော်မှာ81ကျင်း81ထားတဲ့ကျင်းကြီးနေမှာဗျာဘယ်နှလောင်းလောက်ရှုပ်ပြီးတော့ကျွန်တော်တို့လောင်း20ကျော်21လောင်း21လောင်းဒီစနိုက်ပါထိတဲ့ကောင်နဲ့ဟုတ်ကဲ့တက်ကြီးထိတဲ့ဒရုန်းထိတဲ့ကောင်နဲ့ဒရုန်းထိစေးမကုနိုင်လို့တေဝါးကောင်လည်းရှိမှာရှိတယ်ဘယ်အဆင့်အကြီးဆုံးလဲ21လောင်းနဲ့ဟိုကြီးဘုံမှုပြောက်ဂျီဂရီဘုံမှုပြောက်လည်းပါကြီးရှင်တို့ကကျွန်တော်တို့ခါကြီးလုံးနေကြကျွန်တော်ကတော့ဟိုပါကျွန်တော်ကတော့ဟိုနိုင်နဲ့ခဲဂိုလောင်ထဲမှာပါခင်ဘန်ကာထဲမှာပါနေရလူနာဘယ်နှစ်ယောက်ရှိလဲလူနာအားလုံးလူနာ9ယောက်ရှိပါတယ်ခင်ဗျမိသားစုကကြတော့အမှ4ယောက်ရှိပါတယ်ခင်ဗျကလေး1ယောက်ရှိပါတယ်ခင်ဗျလူနာ9ယောက်ကပြင်းပြင်းထန်ထန်ထိတာဘယ်နှစ်ယောက်ရှိပြင်းထန်ထန်ထိတာဆိုလို့3ယောက်4ယောက်ရှိပါတယ်ခင်ဗျဒီစနိုက်ပါထိတာလားဒရုန်းထိရပါတယ်ခင်ဗျဒရုန်းထိရပါတယ်ကျွန်တော်လင်းကျဲလို့ဘုံလင်းထိတာပါပါတယ်ပြီးရင်တယောက်ကတော့သူကတင်းခံထိရတယ်ထိရအဲ့တယောက်ပါပါတယ်မျိုးသမီးတွေရောမိသားစုတွေရောခင်ဗျဒါဆိုရဲမီပါခင်ဗျရဲမီတော့ရဲစနီးပါခင်ဗျရဲစနီး4ယောက်ပါခင်ဗျကလေးရပဲပဲရှိကလေးကကျွန်တော်စီမှာတယောက်စီကသူက10 9နှစ်8နှစ်ရွယ်လူပါ9နှစ်ပဲ9နှစ်အခုသူတို့အသက်ရှင်ရတာကလေးတွေရောရှင်ပါတယ်မျိုးသမီးတွေရောမျိုးသမီးတွေထဲမှာပါခင်ဗျစစ်ဘယ်လောက်ရှိပြီနော်စစ်တဲ့တော့ဟုတ်တယ်နေတော့တယ်ဒီမဆာရနေလေးချင်းဟုတ်တယ်မဆာနေဟုတ်ကောင်းပြီဟုတ်ကဲ့ဟုတ်ပြီမှာဟုတ်ကဲ့ဒီကုနေနေကျွန်တော်90ခွန်ပါခင်ဗျဒီကုနေ90ခွန်လည်းဆုံးဟုတ်တယ်မဆာနေမှာဟုတ်ကဲ့ခင်တောင်ကြီးမှာဟုတ်ကဲ့ခင်ကျွန်တော်မတွေ့ဘူးလားမျိုးမျိုးဒါ2003နဲ့2005လေဦးကမောင်ညလက်ထက်မှာကျွန်တော်ရှိတယ်လေဟုတ်ကဲ့တိတ်နေကြောင်းနေမှာဟောတထိုင်ဟုတ်ကဲ့နောက်ကနေတလေးဆိုဒီမကြီးတော့ပဲဟုတ်ကဲ့ဟုတ်တယ်ဟိုဘက်တက်ဒီဘက်ဟိုလာချောင်းဟုတ်ပါဘူးဟိုဘက်တက်ဒီဘက်တက်ဒီမကြီးတော့နေဟုတ်ကဲ့ခင်ဗျားတို့အဲ့တော့ထွက်လာတယ်တကယ်ခင်ဗျားတို့ဒီလိုမနေရဘူးဆိုတော့လည်း easy တက်ပြီးမှတော့တော်တော်ကြီးနေရအဲ့တော့ခင်ဗျားတို့တီနေတယ်လို့ခင်ဗျားတို့ဒီကွာရောက်တာအဲ့တော့တကယ်ဆောက်ကားနေဆောက်တကယ်ကြိုးဖို့ဆောက်တယ်ခင်ဗျားတို့ထွက်လာပြီ easy ခင်ဗျားတို့တန်းကုန်းနေနဲ့ကြိုးမယ်တောက်မယ်ဆောက်ရက်လေးတောင်ပါပြီဟုတ်ကဲ့ရက်တက်ပြီနော်ကျွန်တော်ကယူပြီးနေကြိုးဖို့စီစဉ်ပြီးလာဟုတ်ကဲ့အဲ့တော့ခင်ဗျားတို့ကပြောမရဆိုမရလည်းပြောမှုပြတ်တက်ပြီးထွက်လာခင်ဗျားတို့ဒီကွာမရောက်ဘူးဟုတ်ကဲ့နော်ဟုတ်ကဲ့ရှင်းပြောတာကျွန်တော်တတိရှိသုံးဖြတ်လို့ရလို့ဒီကွာမရောက်ဒီကွာရောက်မှာဆိုလို့ကိုကျွန်တော်အဲ့ထားအားရလားဟုတ်ကဲ့ဘယ်ပါ့ချင်း60တက်ကပါဘယ်တော့ခွဲလဲတင်ဒီကခွန်တယ်နဲ့လက်စပေါ်တင်တယ်ဟုတ်လေဟွာလာ ODS ရဲစီအဲ့လေဘယ်တော့ခွဲစေးနေတော့ထားခွဲတော့မှာဗျဆက်ကြည့်လို့ကြည့်တာတော့ဘယ်ရှိပြီလဲရာကြီးကျွန်တော်တက်တယ်ပါဗျဟုတ်တယ်ပဲဟုတ်ကဲ့အဲ့တခွဲမှုလားအဲ့ဟိုတိုင်မှုလားပြောမှုလားတိုင်မှုပါတိုင်မှုပါပြီလေတိုင်မှုကဒုတိယပုံကြီးတက်ထားဘူးခုတေးဝိုင်းလားဟုတ်ကဲ့ဆရာဘယ်နှချက်ရတွေ့ဟိုတိုင်မှုကပိုလီစီရပါတယ်ပိုလီစီပါအင်းကိုစကားလာပြောနေတော့ရှိတယ်စကားလာပြောတော့လော်စပီတာနဲ့လာပြောတော့မရှိနေလားကျတော့မရှိဘူးဗျဒီဖေးချင်မှရောက်လာဘယ်ရက်မှရောက်လာ4ရက်နေဒီကွာ4ရက်နေပါရရင်နဲ့ဆင်းလာဟုတ်ကဲ့တိုင်မှုကအတူတူဟုတ်ကဲ့အားလုံးဘယ်နှယောက်ပါ64ယောက်64ယောက်ဘယ်တက်ကနေလာခလာရနေလဲဆိုတော့ဘယ်ကနေတောင်းကြီးတယ်တောင်းကြီးကနေတပတ်ခါဒီလားအဲ့ဒီမတိုင်ခင်ရောဟိုဟာဘယ်တက်တွေစစ်စင်ရေးပဲဖတ်ပြီးစစ်စင်ရေးအဲ့တက်ပေါင်းနေပါပဲတက်ပေါင်းနေတော့ဟိုဘုံနဲ့ပတ်ပါလေဟုတ်ကဲ့ဟိုဘုံတော့တော့အဲ့ဒီကဟိုရက်ဆောက်တယ်အဲ့တော့မင်းတို့ရိုင်းနေဆင်းလာပြီးတော့ကလေးတက်တော့ကလေး6ရောက်လာမပြစ်တတ်တယ်ဆိုတော့ဘယ်တက်ကတက်တာဘယ်လိုတက်တာဘယ်ကောင်တက်တာအဲ့နောက်ပိုင်းအဲ့စစ်ကြောင်းနဲ့ခွဲဦးတယ်နောက်မှာရှိစစ်ကြောင်းမင်းတို့ရှိစစ်ကြောင်းဆွေရုံနဲ့စစ်ကြောင်းတက်ကရှေ့မှာစစ်ကြောင်းကကလေးနဲ့မိသားစုရနောက်ခွဲဦးအရှိမှာဟုတ်လေတို့ဂရနီကကလေးတွေကိုတက်တာပြောနေတာဟုတ်အမင်းတိလိုက်ဟုတ်တိပါရဲ့ဘာသဘောနဲ့တက်တယ်လို့ထင်
နောက်ကခွေးရုံးနေအထီလို့တွန့်စီအမိတ်ကြီး ခွေးရုံးတီလို့တူကန်စီကလေးတွေတာဖို့နေပြီလား ဟိုတက်လာဖို့အမိတ်အရှင်းမှာရှင်းဆိုပြီးတော့အမိတ်ကြီးတွန့်စီ ခုမင်းတို့60ကျော်ရရင်နေဆင်းလာတဲ့မှာဘယ်နှစ်ယောက်တက်စီကြ အဲ့လိုတိတ်မှုကြပြီးဖွဲ့စုံပြတော့အဲ့လိုနောက်ဆုံးချိန်ကြီး10ရောက်15လောက်ပဲကျန်တယ်အဲ့ဒီမှာတိတ်မှုကြပြီးဖွဲ့စုံပြပြီးတော့လိုက်လို့ချိန်မှာတေးလို့ရှိတယ်တိုက်တယ် ဒီရင်ရောစစ်စင်ကြီးတွေမှာမင်းဘယ်နှစ်ယောက်တက်ခဲ့ပြီလဲပြီး စစ်စေးရင်မချမ်းတောင်းတာတောင်းကြည့်မှာအဲ့တပ်ပဝင်ကြီးလုံးထုံးရဘယ်မှမပါဘူးဗျ ကျောင်းဆင်းပြီလား ဟုတ်ကဲ့ဗျ ညကဘာဆင်းလဲ ဘိုးကြီးပါဗျ ဘူကြီးပြလာ ဟုတ်ကဲ့ဗျ ဘူကြီးပြတဲ့ဒီမှာခြေတမ်းမထွက်ဘူးဟုတ်လား ဘိုးကြီးပြတဲ့ဒီအဲ့တပ်ပဝင်ကြီးလုံးထုံးရမှာဗျစကန်ထိုင်ပြီးတိုက်ဝင်ကျင်လာကိုလှုပ်ချတာ မင်းခုဒီလိုဖြစ်မယ်လို့ထင်တယ်သင်ခဲ့ဘူးဒီလိုကွာနဲ့ကြုံမလို့ ဟုတ်မထင်ပါဘူးဗျ ဒီမတိုင်ခင်အထိမှာမင်းတို့စိတ်ထဲမှာငါတို့စစ်တပ်ကြီးကနိုင်တယ်လို့ထင် မထင်ဘူး ဘယ်လိုခံစားလဲမင်းလုပ်နေတယ်ဘယ်လိုခံစားလဲ ကျွန်တော်အစကလေးအဲ့လှုပ်ချသွားလှုပ်ချထိုင်လှုပ်ချလုပ်တဲ့ချိန်ပြီးစကန်ထိုင်ချိန်မှာကျွန်တော်တေးဖို့ကျွန်တော်စဉ်းစားပါတယ် ဘာလို့မလုပ်ဖြစ်လဲဘာလို့မလုပ်ဖြစ်တာနင်လစ်ဖို့ဆိုတာဘာအကြောင်းကြောင့်များအပြစ်ထွက်ဖို့လူကြီးကန်တန်းကြောက်လားဒီတာတူနောက်ကန်ကြောက်လားဒါမှမဟုတ်ချိတ်ဆက်ကောင်းကောင်းမရလို့ဘာကြောင့်မလုပ်လဲ ဟုတ်ချိတ်ဆက်မှုလည်းမရှိဘူးနောက်ပြီးရှင်အဲ့လုံချုံမှုကြီးကြောက်ပဲ နင်အိမ်အောင်နဲ့လား ဟုတ်ကဲ့လုပ်ဖို့ ပြီးပါတယ်ကွာ ဒီပါလေပုံပုံ ဘမောပါနင်လက်ကတိုင်ရပါလေဟမ် ဟုတ်ပါရှင့် ကဲဒီဘောကွာတို့ချီယာပီဒီအက်တက်ဖို့ဝင်နေကိုမင်းတို့ဒီတုစစ်ဆိုတဲ့ကောင်ကြီးကအရှင်းလက်လက်တန်ကျိုးနဲ့ချီပြီးတော့မိချိုတက်တာကြားတာအေး ကျွန်တော်ပြောလို့ပုံပြလို့ပုံပြ ဒါပေမဲ့တို့ဘက်ကမလုပ်ပါဘူးဒါပေမဲ့အခုလိုလုပ်တာကိုလည်းစိတ်တော့မကောင်းဘူးမလုပ်သင့်ဘူးဒါပေမဲ့လည်းခံပြင်းနေတဲ့တို့တော်လိုင်းတက်ဖွဲ့တွေဘက်ကမင်းတို့ရဲရဲဆက်ဆက်မင်းတို့ဆိုတာမင်းတို့ခင်ဗျားတို့ရဲ့စစ်တပ်ဖက်စစ်တပ်ဖက်စစ်အကြမ်းဖက်တပ်ကျွန်တော်ဝင်ခဲ့ပြီးပါမယ်ဒါပေမဲ့ဖက်စစ်အကြမ်းဖက်ဖြစ်သွားတယ်စစ်စီကလည်းမရှိဘူးကျင့်ဝတ်လည်းမရှိဘူးခုခုကိုလည်းယုံကြည်မှုမရှိဘူးပြီးတော့တတိလည်းမရှိဘူးခင်ဗျားတို့တတိရှိရင်ကျွန်တော်ခေါ်နေတဲ့အချိန်မှာခင်ဗျားတို့ပြောင်းပြတ်တက်ထွက်လာတယ်ကျွန်တော်ပြောတဲ့စကားလုံးအမှန်တယ်ဟုတ်လား ဟုတ်ပါတယ် ကျွန်တော်ပြောအမှန်တယ်ပြောနော်ဟုတ်လားခင်ဗျားတို့တက်ရှင်ဝင်ပေးမယ်ထွက်လာခဲ့ဒါတကယ်ကိုစီရီနာနဲ့ခေါ်နေတကယ်လည်းကားရည်နဲ့စောင့်တယ် ဟုတ်ကဲ့ ဒီမှာအဲ့ချိန်နဲ့သာပြောင်းမှုဖောင်းပြစ်တိုက်ထွက်လာခဲ့ပန်းကုန်းနေနဲ့ဒီသူကတကယ်နဲ့ကြုံပါကျွန်တော်တတိမရှိလို့ကျွန်တော်အမှန်နဲ့တရားအတွက်ဘယ်သူကရန်သူဖြစ်တယ်ဆိုတော့မဆုံးဖြတ်နိုင်ဘူးခုလိုကြည့်ပွားရဟုတ်လားဟိုကခင်ဗျာဘာစင် ကျွန်တော်တက်ချက်ပါခင်ဗျ တက်ကြကိုပန်းမလား ကိုယ်ပိုင်နံပါတ်တောင်းလို့တလင်း55ဖတ်တော့ည စစ်တယ်ဘယ်လောက်ကြီး စစ်တပ်22နဲ့ 20နှစ်ရှိဘယ်တက်နေဘူးလဲ ကျွန်တော်ဒီလက်ကောထောက်ဖို့ပါ ဒါကတော့ပေါ့ဘယ်လိုလုပ်ရောက်နေလဲပြောကိုကားလာ ကျွန်တော်တို့ဦးသက်ပါကျွန်တော်တို့ရောက်တာ2လရှိလားရေးတင်းဖြစ်တဲ့ချိန်မှာရောက်ပါတယ် ဘာတိုက်ခိုက်တာဝင်လားထောက်ဖို့တောင်း ထောက်ဖို့ရရေးခတော့ပုံနေတယ် ပြန်မလို့ ပြန်ခေါ်မယ်လို့တော့လမ်းမှာတိုက်ပွဲတွေဖြစ်ကြတယ်ကျွန်တော်ပြန်ခေါက်ခိုင်း ကားရောအမှောက်ထားတယ်ကားဘယ်နဲ့စီကြံလဲ ကား14စီးခင်ဗျ ကလေးကြီးလုံးအကောင်းကြံ အကောင်းကြောင်းလားဦးသက်ဒုံးနေကြတော့ထိရတယ်ပေါ့ဖုံးကြောင်းကြီးလောက်မှာတော့ဖုံးကြောင်း ဒီတရားကိုမိသားလေးကပြီးလမ်းမှာရက်ထားတာ ဟုတ်ကဲ့ပါ ဟုတ်ဘူးဒီတော့ စားရတော့တော့ တာရပြပြနေနေတာဘာစင် တလားဗျ တာစစ်တယ်ဘယ်လောက်ရှိ စစ်တပ်73နဲ့ရှိပြီ သုံးနှစ်ရှိခုရောရွာမှုနဲ့နေတဲ့အချိန်မှာမင်းဘာလို့ ကျွန်တော်ကလမ်းဖောက်ဖို့ဆိုလို့ခေါ်သွားတယ်ဗျလမ်းမဖောက်ရဘဲနဲ့အဘောပြန်ပြန်တော့များသူတို့ထောက်ဖို့ရင်းနေတဲ့အတူတူမပါလာတယ်ပါလာတော့မှဟိုလမ်းကဒီလိုပြေးသွားတော့ပြန်ခိုင်းတော့ ဘယ်လောက်ကြာပါ နည်းနည်းနဲ့နလားချာ အဲ့ဒီရွာကုန်းမှာ ဒီတော့မှဖုန်းကြောင်အောက်ဖုန်းကြောင် ဟောက်ကပုံကြောင့် ဖုန်းကြောင်ကိုရဝစ်စားလုပ်နေ မင်းအောင် ကျွန်တော်တက်ဆုံးတော့ကျွန် စက်ချက်နာမည်ဘူး ဆုံးလိုက်ပါ ပြီးရင် ဟုတ်ကဲ့ဆက်ပါကားကြပါ ဟုတ်ကဲ့ဘယ်တက်နေလဲ ကျွန်တော်အစားတယ်ဗျတောင်းကြီးဆက်တယ်ရ တက်တယ်ရ ဟုတ်ကဲ့ ဟောဘယ်နေနေတာ စားတော့မလားဗျဟော တော တက်ပါ င်းကြီးတက်တယ်ရမှာ တောင်းကြီးတက်တာအဲ့နက်စင်းရအဲ့တက်ပါ ဟုတ်တယ်လို့ကခင်ဗျားတို့ဆက်တယ်ရမှာပောက်ကွဲမှုဖြစ်တယ်ဆိုတာဘာကြောင့်ဖြစ်တာ အဲ့ဒါကျွန်တော်မရှိဘူးဗျ ဒီရောက်နေဘူးလား ဗျ ရှားတော့ရောက်နေ ဟုတ်ကဲ့ရှားတော့ရောက် ဟုတ်တယ်လို့ဆိုလွန်ခဲ့တဲ့4လလောက်က မင်းမြောင်ကြီးဗျကျွန်တော်အဲ့လိုရင်းလိုက် လေးလိုက်လေးယူလိုက် တောင်းကြီးမျိုးလုံးရင်းပဲဟုတ်ပါဘူး ဆက်တော့တက်ဝင်တော့မှာပောက်ကွဲမှုဖြစ်တယ်လေဖြစ်တော့အမှကိုတော်လေးတနက်ခရမ်းတက်တွေပောက်ကွဲမှုဖြစ်တယ်လေမသိဘူးလားခုတက်ထဲမှာကိုဖြစ်တော့မသိဘူး ကျွန်တော်ကအစားတယ်ဗျ ဟမ် စစ်တာပဲတက်လည်းမအစားတယ် ဆက်တော့ရတဲ့ဆိုတောင်းကြီးမှာဆက်တယ်တက်ပါနဲ့တက်ရှိ တုံးလက်ချီဗျကျွန်တော်အစားတယ်ဒီ1 2ပဲပေါ့ ဟောပြောတာ212ဆိုတာ ဟုတ်ကဲ့ကျွန်တော်အစားဟုတ်ကဲ့ကျွန်တော် ဒီလားမကြောက်လား ဗျဟို မင်းဆက်တွေတက်ချင်းချင်းဒီလိုဖြစ်တာပောက်ကွဲတာဖြစ်တာဘာကြောင့်ဖြစ်တယ်မကြောက် တိတ်တော့မကြားနိုင်ဘူး ဘူးအေးဒီခွဲတာအေးဒီခွဲတတိရှိတဲ့စသားတွေလို့တာမင်းတို့တတိမရှိတော့မလို့ဒီကွာရောက်တတိရှိရှိနဲ့အမှန်နဲ့တရားကိုတည်ပြီးလို့ရှိရင်ကိုယ့်အထက်ရာရှိဖြစ်ဖြစ်စီကိုလုံးနေရအလုပ်ဖြစ်စီမှားပြီဆိုရင်အမှန်တော့ပြင်ရဟုတ်ကျွန်တော်တို့ပြင်ရသူတိုင်းတိုင်းထားတယ်မင်းဖြစ်လို့ရှိအဲ့ဒီနေရာတော့တနိုင်ငံလုံးကတကဘာလုံးသွားစစ်တဲ့ကတူကိုကျင်းမှန်တာကိုလုပ်လို့ပြည်သူကာကွယ်တဲ့တော့ကျွန်တော်ကိုရေးစားကြခင်ဗျားတို့သာခြုံနေတဲ့တစ္ဆာတိုင်းပြည်သူကာကွယ်ခင်ဗျားတို့ဒီလိုပဲထားနေတယ်တော့ဗျူဟာမှုဆိုတဲ့ကွေးတောင်သားခိုင်းတော့လုပ်တယ်ဟုတ်နော်ဒီကောင်ကြောက်နေတာဟုတ်ကြောက်တော့ခုခင်ဗျားဒီဘွားရောက်တယ်သူလည်းသေးပါကျုပ်ခေါ်တော့ထွက်လာရင်ခင်ဗျားတို့ရောက်100ကျော်လုံးတက်ရှင်60ကျော်သေးပါ90ကျော်သေးပါ90လောက်သေးလား မအားဆောက်တယ်လို့ဒီ အေး90လောက်သေးနော်ဒီနေ့ပြီးကြကြမှာ90လောက်သေးတယ်တက်90ခေါ်နေချိန်ထွက်လာလေဟုတ်တယ်ဗျာဟုတ်ကဲ့အဲ့တော့မြောက် ကျွန်တော်ကတောင်ကြီးတူတူတူခင်ဗျ တူတူက ဟုတ်ကဲ့ တောင်ကြီးသားတွေများနေ
တက်လို့ရှိ တဲ့ဟာတက်က50တက်နေ 50တနည်းဒီသားစုကအခုတူတူမှာ မိသားစုကတူးမှာ အခုဒီကိုရောက်နေရှားတော့ရောက်နေဘယ်လောက်ကြာ နှစ်နှစ်နဲ့2လရှိသွားတယ် ဟောဒါဆိုအနာသိမ်းပြီး7လလောက်ကြာမှပို့ထားတာ ဟုတ်တယ်ကျွန်တော်ဒီက ခါမှပြန်မလို့ တခါပြန်မလို့722နဲ့ရေခါပို့ပြီးပြောလိုက် ကျုံတို့မျိုးဘယ်စားခွင့်နေဘယ်လိုနေလဲဒီရွာကွန်းကနေဘယ်လိုစားကြဘယ်လိုနေလဲ ကျွန်တော်တို့ကြတော့ကားသမားကြီးကြတော့ဒီအောက်ကိုခွဲထားတာကိုဓမာယုံတို့တပည့်အပွားတို့ထားတာထားတော့ကြတော့ဖြစ်တဲ့ချိန်မှာကျွန်တော်တို့ကပြည့်တက်ခိုင်းတာဖြစ်တဲ့ချိန် ကျွန်တော်စကားပြောနေတဲ့အချိန်ကခင်ဗျားတို့ကမှရှိတယ် အဲ့ဒါအပေါ်မှာရှိတယ်အပေါ်မှာရောက် ခေါ်နေပြီ ဟုတ်အပေါ်ရောက် ခေါ်တင်လိုက်တာလား အပေါ်ခေါ်တင်တာခင်ဗျ ကျွန်တော်စကားစားပြောတော့အကုန်တက်ခိုင်းလိုက်တာ ဟုတ်ကဲ့စကားစားပြောတော့မဟုတ်ဘူးထုံးချတော့တန်းတက်ခိုင်း တော့ကညမှချတာမလား အဲဝက်စားဖြစ်ကနေပေါ်တခိုင်း ထုံးကနေကင်း ဟုတ်လေကျွန်တော်စကားပြောတဲ့အချိန်မှာဘာမှမပြစ်သေးပါဘူးမနေ့ကမှတစ်ချက်လောက်ပဲပြစ်ပြီးတော့ကျွန်တော်နားရတယ် ဟုတ်တယ်ခင်ဗျထုံးတွေရေစားချတာ อืม ထုံးစားချတော့အဲ့မှာထုံးတွေချတော့မီးတွေလောင်တော့ကြအဲ့အကုန်လုံးအပေါ်ဆုတာကျွန်တော် ဆိုတော့အဲ့ဒီဖျားကုန်းအောက်ချိန်မှာဒီဗမာကြီးလှုပ်ထားတာဒီအောက်ကဟိုဒီမှာဗာလေဘယ်နေရာကိုပုံနေတာ ကျွန်တော်တို့လက်နဲ့ပန်ကတော့ခရကောင်းရဲ့ဘေးမှာဘုရားကောင်းရဲ့ဘေးမှာကျွန်တော်တို့ကပန်က ဗမာကြီးကသားဗမာကြီးလှုပ်တာ ခရထူလောင်တဲ့ပန်ကအဲ့ဟာကိုလူနာကြီးတန်ရတော့ကျွန်တော်ကအဲ့ခရကနေဘေးဖယ်ပြီးတော့အဲ့လူနာကျွန်တော်အထဲမှာထည့်ထားကျွန်တော်အဲ့လူနာကြီးကြည့်ရတာ လူတွေတော့ဘယ်လိုလုပ်လဲတေဝိုင်းကောင်ဘယ်လို ဒီ လုပ်လဲ တွေရော ဟိုဘက်ကျင်းရက်ထည့်ပြီးတော့ ကြီးရှု ဒီဘက်မှာကျင်း ဟောဒီဝိုင်းထားတဲ့ကျင်းကြီး အတင်းမှာဗျာ ဘယ်နှလောင်းလောက်ရှုပ်ပြီလဲ ကျွန်တော်တို့ လောက်20ကျော် 20လောင်း 17လောင်းဒီစနိုက်ပါထိတဲ့ကောင်နဲ့တက်ကြီးထိတဲ့ဒုံးထိတဲ့ကောင်နဲ့ ထုံးပြည့် စိတ်မကူနိုင်လို့တေဝိုင်းကောင်လည်းရှိပါဘယ်အဆင့်ကြီးဆုံးလဲ17လောင်းနဲ့ ဟိုဒီ မမှုတော့ဂျီတရီဗျာ ဘုံမှုပြောက်လိုက်ပါကြီးဝါကြီးလား ကောင်းစီဘုံအဲ့ဒီတော့ရဲ့ကောင်းစီဘုံလို့ခေါ်တယ် အဲ့ဒါက14ရ စလီကနေအဲ့ သူကဘာနဲ့ထိသေးပါ သူကအောက်မှာ အပကြီး အကြီးတွေပါဟုတ်မင်း ဒီချက်အိုက်ဆောင်ပါဗျ။အပူပါဗျ အားဒီမျိုးလေ ။ဗမာပါပဲဗျ အိုက်ဆန် ။ဟုတ်ကဲ့ ဘာလို့အိုက်ဆန်ပေးတာ ။ဒီနဲ့ဒီနဲ့အားပဲပြန်။ စစ်တပ်ဘယ်လောက်ရှိ ဆက်ရှင်းနေဗျ ဆက်ရှင်နေ ။ဟုတ်ကဲ့ မင်းဆက်ရှင်နေလုံးလုံးအခုလုံနေတဲ့အချိန်မှာမင်းစိတ်ဝင်စားစွာပျော်ရွှင်စွာနဲ့လုံတာဘယ်လိုခံစားရလဲဘယ်လိုခံစားစစ်သားတယောက်နေမင်းဒီ3နှစ်တာကာလလုံနေရလုံကုန်ဘယ်လိုခံစားရလဲပွင့်လင်းပြောမကြောက် ။မပြောတော့မပြောပါဘူး မပြောဘူး ။ဟုတ်ကဲ့ဗျ။ ဘာလို့မယုံထွက်တာမ ခ ပြော လေးနဲ့မိန်းမလေးရှိနေရတယ်။အမေကလည်းအသက်ကြီးပြီဆိုတော့အလကလေးနဲ့လည်းပဲထောက်ပေးနေတယ်ဟုတ်ဖြစ်။မိကအသက်90ရှိ ဘယ်တက် ထောက်ဖို့ပါဗျ ထောက်ဖို့ပဲ ကားသမားပါဗျ ကောင်းမောင်း လက်ကော ဘယ်ကောင်ထောက်ပေါ့ ။ဟုတ်ထောက်ပါပါဗျ စစ်တပ်ဆက်ရှင် ။တစ်ခေါက်ပြီးရဗျမလို့ပြတ်မိတယ် ဩ ။ ပြန်ပြီးတော့ 2005 ပြန်ပြီးတော့ဘယ်လောက်ကြာလဲတ ပြန် ပိတော့ ပြီးတော့တပင်းထုတ်3လဗျ3လ6 2005တော့ ဟုတ်2005ဆက်ပြီးတော့ပြန်ခေါ်ဆိုတော့လည်းပြန်မိတာပေါ့ อืม မင်းတို့ကလည်းဟိုကမရှိတော့တယ်အဲ့ဒါပြန်လာလိုက်ပြီးတပင်းချုံချပြီးတော့ อืม အဲ့ဒါကားလည်းမောင်းကြတယ်ကျွန်တော်ကဘာမလို့ အခုတိုက်ပွဲဖြစ်တဲ့အချိန်မှာမင်းတို့တနတ်ပေးကြတယ် ကျွန်တော်တို့က73နေတယ် အမေစတော့ စတော့တူလေးဟိုဒီစလိုကြီးနဲ့ ဩဖက်ဖြစ်တာဆိုအဲ့လေးပေးတာကြီးရောဘယ်လောက်ပေးတာ ပြက်ပြပါဗျတက်ကလေးအခါပြီးအဲ့ဒါမသိဘူး ကျွန်တော်စကားလာပြောတဲ့အချိန်တော့ခင်ဗျားတို့ပြစ်မိတ်မရလို့မဖြစ်တာဘာလို့မဖြစ်လဲ ပြေကုန်ကြတဲ့ သူပြည့်ဖို့ကျွန်တော် ဟောပြစ်ခိုင်းလား ဘန်ကားထဲမှာကျွန်တော်လူနာနဲ့တနက်ကုန်မရှိဘူးစဖြစ်တယ် ဟောပြစ်မိတ်ပေးလားအဲ့တော့ကြားလား မသိဘူး မသိဘူးတန်ခါထဲမှာပဲပုံနေကြအတန်ကောင်းကောင်းကြား ကြားပါရဲမီတို့ထွက်ချင်တယ်ကျွန်တော်လည်းထွက်ချင်တယ်ဒါမှမဟုတ်ကျွန်တော်ကကလေးရောမရဘူးတော့ဒဏ်ရာရတယ်လို့ကျွန်တော်ကထွက်လို့မရဘူးကျွန်တော်ကလက်နဲ့ပူအောင်ခါလည်းမထည့်ကျွန်တော်ကလူနာရောစီးထည့်ပါနေကျွန်တော်လည်းထွက်လို့ မင်းတို့ကြားလားမပြော ကြားပါ အဲ့တော့ပြောအဲ့တော့မင်းအပြောင်းမမင်းတို့အဲ့ချိန်မှာဘာပြောလဲ နောက်နဲ့ကျွန်တော်လည်းထဲဝဲ ဝေးအာမေးမမရဘူးဘာမှလည်းမလားပြောင်းခုနဲ့လည်းတွေ့လားမင်းလမ်းတနေ့တစ်ချိန်တွေ့လားသူစကားပြောတာရှိ ရှိရှိ မရှိဘူးပြောင်းနေတာ ဟုတ်တယ်ဘာမှလည်းပြန်မပြော ဟုတ်ပြောင်း ကျွန်တော်ရေးပါတယ် ရဲအားစင် ရေးတာလား တတဘယ်လောက်ရှိလဲရဲ ဂျာလေးကတုံးနေကြော်တယ် သုံးနေကြောရှိဒီမင်းတေဝါထဲမှာမင်းရဲတဲ့အရာရှိအကြီးဆုံးလောက်ပါလူပါ ဟိုရေးမှုပါလေ ရဲမှုသုံးမွေးနဲ့ ဟုတ်မြို့နေမှုလေ ပြောတယ်မှုရဲမှုသူရေးမှုကလည်းကြားတယ် ကြားတယ်တီးတယ်ပြောကမင်းတို့ခွေးတောင်းသားတွေခွေးတောင်းသားတွေတီးတယ်လို့ပြောကြားတယ်လို့မတန်ဘူးကြားတယ်ဆိုတာတိုင်းပြည်တွေပိဆက်ဆွတဲ့လူမှကြားတယ်တော့ပြည်သူတွေပိဆက်ဆွလို့အသက်ရင်းသွားပြီးတိုက်တယ်လူမှကြားတယ်လို့ပြောနော်စစ်ခွေးမင်းအောင်လိုင်းတွေဆက်ရနာရှင်မင်းအောင်လိုင်းတွေအသက်ပေးသွားတာကိုကြားတယ်လို့ပြောတီးတယ်လို့ပြောနော်တီးသွားတယ်ရဲမှုတကောင်းတယ်ရဲမှုကြီးတကောင်းတယ်လားတီးသွားတယ်မင်းရှိမှတီးတာ ကျွန်တော်ရှိမှာတော့ဒီဟိုနောက်တော့ဒီစကန်ပေးရရှိမှာတော့စကန်ဟိုနည်းနည်းမသိပါဘူးဟိုကတော့ကျွန်တော်ရှိမှာသိရပါဘူး တယ်ဘယ်လောက်ရပါတော်ဆို မောက်ရတည်တယ် မောက်ရတည်တယ် နေရာမဖြစ်ဘူး ဘယ်လိုနောက်ဆုံးစကားတင်းတက်တဲ့အချိန်တော့မင်းတို့ဘယ်နှချက်ခံပြစ်လဲ ကျွန်တော်မပြုတ်ကြဘန်ကလည်းမပုံဘူး ပုံတယ်ဟုတ် ကျွန်တော်ကတနက်မရှိဘူးကျွန်တော်တက်ဖြစ်ကြတော့တနက်တိမ့်ပါကျွန်တော်ပြန် ဩတနက်သိမ်းပါအချက်ကြီးရှိရတနက်ကိုသိမ်းပါ ဟုတ်တယ် ဘယ်ကသိမ်းတာ ဆေးဝင်တိမ့်ပါကျွန်တော်လူနာပဲကုဆိုလူနာပဲကြည့်မင်းလူနာပဲကြည့်ကျန်တဲ့ ဘယ်ဆေးချက်ကြီးလားယူ ဟုတ်ကဲ့လူနာဆေးလူနာပဲကြည့် ဘယ်ကဘယ်နှချက်ပြစ် တော့ကျွန်တော်တော့ပြတာ သုံးချက်တော့ပြစ်ဘယ်ကိုပြစ် ကျွန်တော်အတူလေးရှိ အေးဘယ်ကိုပြစ်တာ ဒီရှေ့ပဲပြတာ ရှေ့ပဲပြစ်ခင်ဗျားကိုပွင့်လင်းမိမှာခင်ဗျားဒီဒေါ်လာကြီးကာလာသုံးနေတာမှာပြည်သူဘယ်နှယောက်တက်ဘူးလေပြစ်ဟုတ် တယော ပြီ က်တယောက်မတက်ဘူး ဟမ် တယောက်မတက်ဘူးကျွန်တော်စစ်တဲ့နဲ့တခြားပဲတက်ဘူးကျွန်တော်ကကောင်းကောင်းပဲမော မင်းအောင် ကျွန်တော်ကောင်းတက်ဘူး မူသားပေါ်ဆက်ရှိရနော်ရအောင် ဟုတ်ကဲ့တက်ဘူးပြန်လေ မူသားပေါ်ဆက်နဲ့ပေါ်လို့ကျွန်တော်ဘယ်နှယောက်တက်ပါပြောရင်မင်းသွား36ချောင်းလုံးကဖျားဘူးထွက်သွားမှာပြီ ဟုတ်တက်ဘူးကတော့ ဘ
တော့မင်းလည်းလီးမလို့နေတယ်တို့ဟောကိုက်ဟုတ်ကဲ့ငါစစ်တဲ့တော့ဆင်းလာတယ်နော်အကျန်းလည်းရတယ်အမှုလည်းရတယ်နော်မင်းတို့မင်းအောင်နိုင်ဆိုတဲ့ကောင်ကအစဒီလိုစဉ်ဆိုဖိမိတော်နေနေဆောက်ကူမဆိုင်လို့ဒီမှာဒီကျွန်တော်ရှောက်သွားတယ်ဒီပြိုနာတီပါတယ်နေကောင်မင်းတို့ဖက်စစ်စစ်နေကိုအမိပြတဲ့ဒီလောက်ဟုတ်လေနော်ဟုတ်စိမ့်နေဟာရဲပါရဲတို့ရဲပြောနေမကောင်းဘူးတော်တော်စောက်သုံးမကြလို့ရဲဖြစ်တယ်ဟိလားတော်တော်ကြီးကိုစောက်သုံးမကြလို့ရဲလို့ဒါစင်တက်ဒီဘယ်နည်းကိုနှိမ့်စင်နေမှာဘူးခါမှမလုပ်ဘူးအားမလုပ်ဘူးအခုလုပ်ရဲတယ်ဗလားရဲတယ်20ကျော်ပါ20ကျော်ပြီးတယောက်မှမနှိမ့်စင်လုပ်ခဲ့ဘူးတရားလားကျွန်တော်ဖြတ်စီကျွန်တော်ဂိတ်မှာပဲမြတ်ပဲထိုင်နေဂိတ်ဆိုတော့လေတောင်တို့အဲ့ဒါပိုချောင်းတော့တော့မှာပဲမျိုးပဲနေနေတယ်အားလိုမျိုးလဲကျွန်တော်ပြောဟုတ်အဲ့တော့ဒီရှားတော့ဝင်ကျင်မနေကြဟုတ်ကဲ့ဘယ်တော့ဒီလိုကြတဲ့ပေါ့တိုင်းမျိုးဟုတ်ကဲ့နေမျိုးမြောက်ပါဗျဟုတ်ကဲ့စစ်တပ်ဘယ်လောက်ရှိစစ်တပ်တောင်းစိတ်ကြောဗျဒီတူဘယ်တော့တပ်ဘူးလဲတရားမတက်ဘူးဗျပြောတရားနေရနေဘူးဗျဒီနေ့မနေ့တော့မှရှာလာချက်ပြေကုန်တာတော့ကလည်းပြကောပါဟုတ်ကဲ့ဗျအဲ့ဒါကတဲမှုနဲ့ဟောဒီစစ်တော့ကြတယ်စစ်တော့ထောက်လာဒီလိုကောပြောင်းတော့စစ်တော့6လဒီမှာလည်းပဲထောင်းမှချတာမင်းလည်းစစ်တော့မင်းစစ်တော့6လတော့တင်းမှာရောဘယ်လောက်ရိုင်းနေညင်းဆဲတာခံဘူးလဲစစ်တော့တင်းမှာမရှိဘူးရအဲ့လို6လပြည့်နေကြ6လတနည်း6လလောက်ပြီဗျ6လချတာကိုတနည်း6လလောက်နေကြ6လလောက်နေကြတနည်းချခံတာ6လတနည်းတနည်းကို6လလောက်နေကြချော့ရနေပြန်လို့ဒါလုပ်ပြီးတော့တိုင်ရင်ပြန်တိုင်ရင်ရောက်တိုင်ရင်မခဏနေပြီးဒီလိုကိုပြောင်းတော့ပါဗျရုပ်ပေါ်နေပဲခုပါစင်နေခုဒူတက်ကြဗျဒူတက်အဲ့နေလေးကိုရောက်လို့ကြောင်အဲ့မှာကြောင်ဝက်ချစ်ကြက်ချင်မိုးပြင်းဆိုင်မှာနေဒူတိုက်ပွဲဖြစ်တော့ဘယ်နဲ့ချက်ပေါ့လဲခဏပြည့်ဗျလေငါချက်လာမိုးပေါ်တော့မိုးပေါ်တော့ပြတို့ငါခေါ်နေတော့ဘာလို့ဆုံးဖြတ်ချက်မရှိဘူးရအဲ့လိုကိုတင်းနဲ့ဆင်းလာတယ်ဟောရိုင်းနေဆင်းလာတယ်ရတာတာစစ်တပ်ဟိုတော့စာကိုတော့စစ်နေတယ်ဘယ်လောက်လဲစစ်တပ်ကစစ်တပ်ကရှင်းနေပဲရှိတယ်ရှင်းနေဟုတ်ကဲ့ငါဘယ်ရောက်တပ်ဘူးလဲပြီးတူတက်တယ်ဘူးပဲတိုင်းမှာဟုတ်ကဲ့တိုင်းရနေပြီးချားလို့ရောက်တယ်တိုင်းမှာတော့ဘူးနဲ့ဘယ်လောက်ကြာနည်းနည်းနဲ့လာတူပဲရှင်းနေရောက်အဲ့တော့မင်းတို့ပြောင်းဘူးနဲ့အဲ့နည်းနည်းနဲ့လာတော့တယ်မှာဘယ်နှကြိမ်တွေ့ဘူးလဲနော်တဲ့ကြီးဆိုတော့ခင်ဗျားတို့တော့ဒီခင်ဘာညာပေါ်တွေ့တယ်ကျွန်တော်တို့စေးဖို့ရှိတယ်ပြီးစေးဖို့ရောက်သေးပါပြီဘယ်မှာစီပါလဲနော်စီမှာကျွန်တော်ဒီကပြောင်းနေနေတာကျွန်တော်ကလူနာရဲ့ဒီဘက်ကမှပြည့်ပြားပုံစံမှနေလိုက်အဲ့ဒီကလူနာရဲ့ကြည့်တယ်ဘာဖြစ်လို့ထုတ်ချက်ပြီးကျွန်တော်ဒီပို့ကျွန်တော်ကလည်းလူနာရဲ့ပြင်နေတာကျွန်တော်စကားလာပြောပြီးတဲ့နောက်တော့နောက်ထပ်လော့စပီကာနဲ့လာပြောတာရှိသေးလားရှိတယ်ပါဘူးကျွန်တော်ပြောတာပဲဖွင့်ပြတာမလုပ်ဟုတ်ပါဘူးဟုတ်ပါဘူးဘုရားခေါ်တာဘုရားခေါ်တာလာဘုရားခေါ်ပါဘုရားမျိုးနေတာဘုရားကိုပြောစီကျွန်တော်တို့တက်ဖို့ဖြစ်တော့တားထူထောင်းမောင်းဘယ်ရတက်ကခင်းတက်ကပူကြီးကျွန်တော်တို့ဒီမှာအတော်ကြီးလည်းမရဘူးတကယ်တော့ပါလာပြီစီပြန်ဝေးပြီလားစီပြန်ဝေးနေလာတော့တာတွေ့နေပြီအကျထောင်းမောင်းနဲ့ဒီရှိနေစနေရှိနေပေါ့ဟုတ်ပါဘူး။ဟုတ်။သူ့ထဲမှာတော့အဲ့တော့ပြစ်အိမ်ထဲမှာတော့မှာပဲလက်နဲ့ကြီးကြတော့ဆက်သွယ်ရတက်ကဘယ်လိုပါလဲဆက်သွယ်ရတက်ခုအဲ့မှာငါစကားလာပြောနေတော့လေကိုလမ်းခေါ်ရကြဘူးလေလမ်းခေါ်တာဒီတိလားလေလေလာပြတော့တိလားပထမကြည့်ပြတော့လို့ကျွန်တော်စကားကုန်းကိုကြားတယ်ဟုတ်ဘယ်နောက်ကြားကျွန်တော်မောကျွန်တော်တို့ဘန်ကကျွန်တော်တို့ဒနာဘန်ရဲ့ဟိုပါကျွန်တော်တို့ရန်ဘယ်ဘယ်ချမ်းဘယ်ချမ်းမှာကြာပြီးတော့3ယောက်4ယောက်တခါလည်းပြီးသွားတယ်ရောက်တော့တယ်လက်တွေချောင်းနားရီပါအဲ့တော့စစ်ကူခေါ်လို့ဒါပြစ်လာလားသူကသူအောက်ကဒလိုက်တက်တယ်ဝိုင်းထားလို့ပြစ်လာဘယ်လိုပြစ်လာပြောမှုဘယ်လိုခေါ်လဲမသိဘူးပြောမှုကတိုင်းခင်ဗျားတို့အုပ်ချုပ်တဲ့စစ်ဘူးဆိုတဲ့ကောင်တွေဘာပြောလဲလင်းလာပြစ်တယ်တော့ဘာပြောလဲသူတို့ကမခေါ်သူတို့ပဲလုပ်တယ်ကျွန်တော်ဒီစံဒီနိုင်နဲ့ပြစ်တာကျွန်တော်တက်အားတွေပြအောင်ပြခုဒါဆိုရရှိဆိုတဲ့ကောင်တွေအကုန်ပြတာပေါ့အကုန်ပြတယ်အားလုံးဘယ်ယောက်ရှိလဲရရှိရရှိလို့မတရားဘူးဘူးကြီးတယောက်ညနေတဲ့ကဲပုံပြင်းနေတဲ့ထက်ပြင်သူအင်းရှိကတိုင်မှုတယောက်တိုင်မှုရှိဟုတ်ကဲ့အားပဲကျန်တယ်လည်းမကျန်ဘူးကျန်တဲ့တွေပြပြသေးကုန်လားသေးပါလားကျန်စီတယောက်တိုင်မှုတယောက်ကျန်အဲ့ဒါမှဆေးဘူးနေဘယ်မှာဒီသားတွေမှာဆေးဘူးမင်းဟောဒီကဘူးဒီပါလာတယ်ပေါ့ဒီမှာရောက်လာတယ်မပြောတယ်ဟုတ်ဒီဒီဘာဒီမှာဟောဒန်နဲ့ပါလာတယ်ပေါ့တိုင်မှုတယောက်ဘူးတိုင်မှုသုံးချတယ်ပဲတခြားအဲ့ဒါဒီဆေးကူတာပေါ်ရကုပြီကျွန်တော်တို့တစည်းတက်ပါလာလားတစည်းတက်မပါဘူးကျွန်တော်တို့အရင်ဆုံးပို့သူတို့ဟိုမှာဆေးကူနေလို့နောက်ပြီးတော့သူ့ရဲ့စီကဒီပဲလက်မောင်းဟုတ်ပြီအဲ့ဒါတို့ဒီပို့ပါမပို့တော့ဘူးပြောတတ်တယ်က
ခုတက်ရှင်ခွင့်ရသွားတဲ့ပုံမှာခင်ဗျားဘယ်လိုခံစား ဝမ်းသာပြောပါတော့ဝမ်းသာ မသိဘူးပေါ့ဘယ်လိုလဲဒီမှာတော့ခင်ဗျားတို့တတ်မိလို့မရှိဘူးဒါပေမဲ့ခင်ဗျားတို့စကြောကြီးလောက်ဥတွေနဲ့ဂရင်းနီပြည်နဲ့ဥတွေနဲ့တော့ထက်တဲ့ပြည့်တယ်တော့ခံရမှာခင်ဗျားတို့ကကျုပ်လာခေါ်တဲ့အချိန်ကလန်လူထောင်းခရနှစ်ချက်မို့ဆိုပုတ်ပြီးတော့ရဲရင်ထွက်လာခဲ့ခင်ဗျားတို့ပြစ်မဲ့အဖွဲ့ကိုကျွန်တော်ကဝိုင်းပြစ်ဖို့အုပ်ပြင်းထားတယ်ခင်ဗျားတို့ထွက်လာလို့ပြင်ကျွန်တော်ချွတ်ခင်ဗျားတို့ကေထုတ်ဘူးလားဟုတ်အဲ့လောက်ဒီစီနာထားပြီးပြင်ဆင်နေတာ0.5တော့အုပ်ပြင်းထားပြီးဟဲ့လားပြစ်ချမှာအဲ့ချိန်ဟုတ်ပါလေအုပ်ပြင်းထားပြီးကျွန်တော်လာနော်ကျွန်တော်တို့ကေပြီးလို့ကျွန်တော်ထွက်မလာတတိမရှိအဲ့တော့တတိရှိလို့လားအခုကျွန်တော်လွတ်လပ်သွားနေဟုတ်လားတတိတစ်ချိန်မရှိလိုက်ရင်တစ်လုံးအချက်တရားနဲ့ခုလိုနေသွားတယ်မှတ်တော့သင်္ကန်းလာမှန်တဲ့တရားကိုသိရင်သိတဲ့အတိုင်းပြပြသားသားဆုံးဖြတ်လိုက်လုပ်လိုက်မှန်တဲ့တရားတော့ဖြစ်ဖို့လိုဘူးကဘယ်လိုဂျမ်းမဲနေရတော့တောက်ခါလိုက်နောက်ပြီးဒီတရားလုံးသုံးထက်တာဒုက္ခအကြီးကြီးရောက်ခဲ့တယ်ဒုက္ခတွေနေရှင်တော့ကျွန်တော်တို့ဒုက္ခတည်တည်လို့နော်